ကဘာကျော်ယူပဗေဒပညာရှင်ကြီးအိုက်ဇက်နျူတန်ကပြောခဲ့ပူပါတယ်။ဘာမီပေါ်မှာရှိတဲ့ယာဝတ္ထုမှန်သမျှမြေဆွဲရကြောင့်အောက်ကိုပြုတ်ကျရစမြင်။ဒါဟာသိပ္ပံပညာရဲ့ငြင်းလို့မရတဲ့နေရာမှာတစ်ခု။ဒါပေမဲ့မြန်မာနိုင်ငံမွန်ပြည်နယ်ကမြူကိုရီဝေနေတဲ့တောင်တန်းတွေပေါ်မှာတော့အဲ့ဒီသိပ္ပံနေရာမှာကိုနှစ်ပေါင်းထောင်ချီပြီးပြောင်ပြောင်နဲ့စိန်ခေါ်နေတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း3618ပေမြင့်တဲ့ပေါင်းလောင်းတောင်ဆောင်တစ်ခုမှာပြုတ်ကျလူနီးပါဟန်ပြင်းနေတဲ့ရွှေရောင်ကြောက်တုံးကြီးတစ်လုံးပါပဲ။တေချာကြည့်လိုက်ပါမိတ်ဆွေတန်ချိန်600ကျော်လေးလံနဲ့လုံးပတ်ပေ90ကျော်ရှိတဲ့ဒီကြောက်တုံးကြီးကကြောက်ဖြာတစ်ခုရဲ့အစွန်းမှာတင်နေတာပါ။ပိုပြီးအံ့ဩစရာကောင်းတာကကြောက်တုံးကြီးနဲ့အောက်ကကြောက်ဖြာထိစက်နေတာစတူရန်ပေအနှဲငယ်လောက်ပဲရှိပါတယ်။ကျန်တဲ့အစိပ်ပိုင်းအလုံးကလေထဲမှာတွဲလောင်းကြီးဖြစ်နေတာပါ။ကြည့်ရတာလက်ညှိုးနဲ့တိုးလိုက်ရင်တော့တောင်အောက်ကိုလိမ့်ကျသွားမလို့ဖြစ်နေပါတယ်။ဒါပေမဲ့နှစ်ပေါင်း2500ကျော်ကြာခဲ့ပါပဲ။ငယ်လင်တွေလှုပ်ခဲ့တယ်မုံတိုင်းတွေတိုက်ခဲ့တယ်ဒါပေမဲ့ဒီကြောက်တုံးကြီးကတော့မူလနေရာကနေတလက်မတော့ရွေသွားခြင်းမရှိပါဘူး။သိပ္ပံပညာရှင်တွေကတော့ဒါဟာ Center of Gravity ကြောင့်လို့ပြောကြပါတယ်။ဒဏ္ဍာရီကတော့ဒါဟာဗုဒ္ဓမြတ်စွာဘုရားရဲ့စံတော်တဆူရဲနဲ့ထိန်းထားတာလို့ဆိုကြပါတယ်။တကယ်တမ်းဒီကြောက်တုံးကြီးကဘယ်ကရောက်လာတာလဲ။ပင်လယ်အောက်ကနေဘယ်လိုတက်လာတာလဲ။ကြောက်တုံးအောက်ကကျိုးဆွဲလို့ရတဲ့နေရာလွတ်ကရောတကယ်ရှိလား။ပထမဆုံးသိပ္ပံပညာရှင်တွေဘူမိဗေဒပညာရှင်တွေရဲ့အမြင်ကိုလေ့လာကြည့်ရအောင်ပါ။ချိုက်ထီယူကြောက်တုံးကြီးဟာဘာမျိုးစားလဲပညာရှင်တွေကတော့ဒါဟာ granite လို့ခေါ်တယ်မာကျောတဲ့ကြောင်နှံဘက်မျိုးစားလို့ဆိုပါတယ်လွန်ခဲ့တဲ့နှစ်သန်းပေါင်း100ကျော်လောက်ကဒီဒေသတစ်ခုလုံးကပင်လယ်ရေအောက်မှာရှိနေခဲ့တာပါကမ္ဘာမြေအောက်ကမက်ဂမာတွေအေးခဲသွားပြီးကြောက်တုံးကြီးတွေဖြစ်လာခဲ့တယ်နှစ်သန်းပေါင်းများစွာကြာတဲ့အခါမြေအောက်လာတွေတွန်းကန်မှုကြောင့်ကြောက်တုံးတွေကတောင်ပေါ်ကိုရောက်လာခဲ့ပါတယ်အဲဒီနောက်မှာတော့ရာသီဥတုတိုက်စားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်နှစ်တန်းချီပြီးမိုးရွာတယ်လေတိုက်တယ်ကြောက်တုံးရဲ့ပြော့တဲ့အပိုင်းတွေကကွာကြကုန်ပြီနောက်ဆုံးမှာအခုမြင်နေရတဲ့လုံးဝင်းတဲ့ပုံသဏ္ဍာန်ကြောက်တုံးကြီးဖြစ်ကျန်ရစ်ခဲ့တာဖြစ်ပါဒါပေမဲ့မိတ်ဆွေဒီနေရာမှာသိပ္ပံပညာရှင်တွေတော့ကောင်းစားရတဲ့ချက်ရှိပါအဲ့ဒါကတော့ငယ်လင်ပါပဲမြန်မာနိုင်ငံဟာစကိုင်းပြည်ရကျော်နဲ့နှီးတဲ့အတွက်ငယ်လင်တန်ခံရလိရှိပါတယ်သမိုင်းတစ်လျှောက်မှာ1930ပဲခူးငယ်လင်ကြီးပါဝင်ငယ်လင်ကြီးတွေအများကြီးလှုပ်ခဲ့ပါတယ်စာအုပ်တွေပြိုကျခဲ့တယ်ဒါပေမဲ့ပြုတ်ကျလို့နေပါဖြစ်နေခဲ့တဲ့ကြိုက်ထီယိုကြောက်တုံးကြီးကတော့ဘာဖြစ်လို့မပြုတ်ကျခဲ့ရယူပဗေဒသဘောတရားအရဒီကြောက်တုံးရဲ့ drug truth ဗဟိုချက်ဟာအောက်ခံကြောက်ဖြာနဲ့ထိစပ်နေတဲ့ area ပေါ်မှာတဲတဲမမတ်ကြာရောက်နေလို့ဖြစ်တယ်လို့ဆိုပါတယ်ဘလောက်ပဲလှုပ်လို့သူကရိမ့်ထိုးပြီးမူလနေရာပြန်ရောက်သွားတဲ့သဘောတဘာဝရှိနေပါဒါဟာသဘာဝတရားကဖန်တီးလိုက်တဲ့အံ့ဖွယ် engineer လက်ရာတစ်ခုပါပဲသိပ္ပံပညာကိုခဏထားပြီးမြန်မာလူမျိုးတွေရာစုနှစ်ပေါင်းများစွာယုံကြည်လာခဲ့တဲ့သမိုင်းကြောင်းကိုကြည့်ရအောင်ပါကြိုက်ထီယိုသမိုင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်ကတည်းကစတင်ခဲ့တာပါခါတော့ကဒီတောင်တန်းတွေပေါ်မှာတကိုးကြီးရဲ့တိတ်တရတိတစ်ပါးသတင်းသုံးနေထိုင်ပါတယ်မြတ်စွာဘုရားဒေသစာရီကြွလာတဲ့အခါယတိကဘုရားရှင်စီကနေစံတော်တဆူကိုတောင်းယူရရှိခဲ့ပါတယ်ယတိဟာဒီစံတော်ကိုဘယ်နေရာမှမထားပဲသူ့ရဲ့စံချစ်ထဲမှာပဲစီးနှောင်ပြီးအမြတ်တနိုးကိုးကွယ်ထားခဲ့ပါတယ်နှစ်တွေကြာလာလို့ယတိကြီးပြန်လွန်တော်မူကန်ဤတဲ့အခါသူ့ရဲ့မွေးစားသားဖြစ်တဲ့တထုံပြည့်ရှင်တိတ်တမင်းကြီးရောက်လာပါတယ်ယတိကမှားတန်းချွေပါတယ်ငါရဲ့ဥကောင်းနဲ့တူတဲ့ကြောက်တုံးတုံးကိုရှာပေးပါအဲ့ဒီကြောက်တုံးပေါ်မှာငါကိုးကွယ်ထားတဲ့စံတော်ကိုထာပနာပြီးစေတီတည်ပေးပါတဲ့ဘုရင်ကြီးဟာတရားမင်းရဲ့အကူအညီကိုယူပြီးသမုတ်တရားတွေကနေယတိဥကောင်းနဲ့တူတဲ့ကြောက်တုံးကြီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒီကြောက်တုံးကြီးကိုတရားမင်းကတကိုးနဲ့တည်ဆောင်ပြီးအခုကြိုက်ထီယိုတောင်စုံပေါ်မှာတင်ပေးခဲ့တာလို့ဆိုပါတယ်ဒီနေရာမှာထူးခြားတာကကြောက်တုံးကြီးကတောင်စုံနဲ့မထိပဲလေထဲမှာတမိုက်စာလောက်လွတ်နေခဲ့တယ်လို့ဆိုပါတယ်နောက်ပိုင်းမှာစံတော်ရဲ့တကိုးကြောင့်တောင်စုံပေါ်ကိုဖြည်းဖြည်းချင်းတက်ဆင်းပြီးတည်ရှိနေတာဖြစ်ပါတယ်ကြိုက်ထီယိုဆိုတဲ့နာမည်ကဘယ်ကနေရလာလဲဒါဟာမွန်မာသာစကားကနေဆင်းသက်လာတာပါကြိုက်ဆိုတာဖျားထီးဆိုတာရတိရိုးဆိုတာဥကောင်းပေါက်လိုက်ရင်ကြိုက်ထီယိုရတိဥကောင်းပုံတဲ့ဖျားဆိုပြီးအဓိပ္ပာယ်ရပါတယ်နောက်ထပ်စိတ်ဝင်စားစရာဒဏ္ဍာရီတစ်ခုကတော့ကြောက်တုံးကြီးရဲ့အောက်ခြေမှာရှိတယ်လွတ်နေတဲ့နေရာလက်အကြောင်းမှာရှေးလူကြီးပြောစကားအရဟိုးရင်ခေတုံးကကြောက်တုံးအောက်ခြေကနေကျမတဝစ်စာတော့လွတ်ပါတယ်နောက်ပိုင်းမှာကြီးကန်းတဲ့ကောင်ဝင်လို့ရတဲ့အထိလွတ်ပါတယ်ဒါကြောင့်ဒီဖျားကိုကြိုက်အတီးယိုကြီးကန်းဝင်နားနိုင်တော့ဖျားလို့ခေါ်ရကနေကြိုက်ထီယိုဖြစ်လာတယ်လို့လည်းယူဆချက်တွေရှိပါတယ်တကယ်ရောကြောက်တုံးကြီးကလေထဲမှာလွတ်နေရလားခေတ်ဆက်ဆက်ဖျားဘူးတွေကဒီအချက်ကိုစမ်းသပ်ခဲ့ပါတယ်ကျိုးတစ်ချောင်းသို့မဟုတ်ဝက်ချမ်းမြတစ်ချောင်းကိုယူပြီးကြောက်တုံးကြီးရဲ့အောက်ခြေကိုဟိုဘက်ဒီဘက်ဆွဲကြည့်ကြပါအံ့ဩစရာကောင်းတာကကျိုးဟာကြောက်တုံးအောက်ကနေလွတ်လွတ်ကျွတ်ကျွတ်ဖြတ်တန်းသွားလို့ရတယ်လို့မျက်မြင်သက်သေတွေပြောကြပါတယ်ဒါပေမဲ့ခေတ်ကာလကြာလာတဲ့အခါဖျားဘူးတွေရဲ့ရွှေသင်္ကန်းကတ်လူမှုတွေထူထဲလာတာကြောင့်အောက်ခြေမှာနည်းနည်းထိဆက်သွားခဲ့ပါတယ်
ဒါပေမဲ့ဒီနေ့အထိတေချာငုံကြည့်မယ်ဆိုရင်ထိစက်နေတဲ့နေရာကအရန်နေတာကိုတွေ့ရပါလိမ့်မယ်ကြိုက်ထီကိုဖျားဘူးခီးစဉ်ဟာဖျားဘူးတာနဲ့မပြီးသေးပါဘူးလန်ခီကလည်းရင်ခုန်စရာပြည့်ပါပဲအောက်ခြေကမောစကန်ကနေတောင်ပေါ်ကိုတက်ဖို့အတွက်တောင်တက်ကားစီးရတဲ့အတွေ့အကြုံဘယ်တော့မှမမေ့နိုင်ကြပါပဲမတ်ဆောက်တဲ့တောင်ပတ်လမ်းတွေကွေ့ကောက်နေတဲ့လမ်းတွေပေါ်မှာကုန်တင်ကားကြီးတွေနဲ့လူတွေကိုတင်ပြီးမောင်းနေတာရိုလာကိုစတာစီးရသလိုပါပဲတစ်ချက်ကွေ့လိုက်ရင်ဘေးကကြောက်ကမ်းမကြီးတွေကိုမြင်ရပြီးရင်တမမှဖြစ်ရပါတယ်ဒါပေမဲ့တောင်ပေါ်ရောက်လေအေးတွေတိုက်လေရှူကင်းတွေလှလေပါပဲချိုးကလည်းကုတူရအောင်ဆိုပြီးခြေချင်းတက်ကြပါတယ်ရတိတောင်လမ်းကနေတော်လန်တိုင်းတက်ရတာပင်ပန်းလမ်းမှာဝါလက်ခုတ်တန်တွေဈေးတွေရဲ့အတန်တွေနဲ့ပြောဖို့ကောင်းလာပါတယ်ရင်မြင်တော်ပေါ်ရောက်တဲ့အခါညဘက်မြင်ကွင်းကလှဆုံးပါပဲအေးစိတ်နေတဲ့တောင်ပေါ်လေထု10ဒီဂရီလောက်ထိကိုကျတတ်ပါရွှေရောင်တောက်ပနေတဲ့ကြောက်တုံးကြီးကိုမီးမောင်းထိုးတာပေါ့ဆဲလဲတန်တွေဖျားစာရွတ်တန်ဒါဟာလူပုံနဲ့နတ်ပုံကြားရောက်နေတယ်လို့ခန်းစားချက်မျိုးပေးစွမ်းပါဒီနေရာမှာတရားထိုင်ကြည့်ပါစိတ်ထဲမှာငြိမ်းချမ်းမှုတစ်ခုကိုအလိုရရှိလာပါလိမ့်မယ်ကြိုက်ထီးရိုးစီတော်ကြီးဟာဘူမိဗေဒဖြစ်စဉ်ကြောင့်ဖြစ်လာလားတကြားမဲဖန်ဆင်းပေးခဲ့တာလားဖြေကအရေးမကြီးပါဘူးရေးကြီးတာကဒီကြောက်တုံးကြီးဟာမြန်မာလူမျိုးတွေရဲ့ယုံကြည်မှုကိုလက်ပေါင်းထောင်ကြီးထမ်းထားနိုင်ခဲ့ဆိုတာပါပဲသိပ္ပံပညာကမဖြစ်နိုင်ဘူးလို့ပြောနေတဲ့အရာတွေကိုယုံကြည်မှုကဖြစ်နိုင်တယ်လို့သက်သေပြနေပါတယ်စွမ်းငင်အားကိုအန်တုပြီးမိုးပေါ်မှာတည်ရှိနေတဲ့ဒီရွှေကြောက်တုံးကြီးဟာမြန်မာပြည်ရဲ့အံ့ဖွယ်တူတာတစ်ခုဖြစ်ကဘာဒီတွေရှိနေအောင်ပါ